နေရတိတ်မ online လို့အိုက်ကီနဲ့ပဲဆိုနေရတော့ online အောင်မလို့အိုက်ကီနဲ့ဆိုနော် okay နော်နေရောက်ဆုံး okay နော်ကိုကတိတ်မ online လို့ဘာကီနဲ့ဆိုရမလဲအနှိမ့်ဆုံးကီကိုရှာပေးပါကိုကတော့အမြင့်အရန် online တော့မလို့အမြင့်ဆုံးကီကိုရှာပေးပါတော့ကိုရဲ့အတန်ရဲ့ကီကိုသိချင်တဲ့သူရှိလားရှိတယ်ဆိုလို့ရှိရင် comment မှာရှိတယ်လို့ရေးလာကြမယ် Harry ပြောပြပေးချင်တာကတချင်းဆိုတဲ့အခါမှာအမြင့်ဆုံးကီအနှိမ့်ဆုံးကီဆိုတာမရှိဘူး။ဘာကြောင့်လဲဆိုလို့ရှိရင်ကီးတွေက round လဲနေတာ။အဲ့တော့ကီး C နဲ့ဆိုမယ်နှိမ့်တည်းရဆိုရင်ကီး D ပြောင်းမယ်။ကီး D နဲ့နှိမ့်နေဆိုရင် E F G A B နောက်ဆုံး B ပြီးလို့ရှိရင်ဘာပြန်လာလဲဆိုရင်ကီး C ပဲပြန်လာတယ်။ဒါပေမဲ့အဲ့ဒီအောက်က C နဲ့အပေါ်က C ရဲ့အတန်ကမတူ။ပိုပြီးမြင်အောင်ပြောရမယ်ဆိုလို့ရှိရင်တော့ hero ရဟတ်ချားစီးဘူးလား။အဲ့ဒီချားရဟတ်ပေါ်မှာဘယ်တစ်ခုကအမြင့်ဆုံးလဲဆိုတာမရှိဘူး။ဘာဖြစ်လို့လဲဆိုတာ तू ကအမြင့်ကိုရောက်လိုက်အနှိမ့်ကိုပြန်ရောက်လိုက်အဲ့လိုပဲပတ်ချလဲနေတာဖြစ်တဲ့အတွက်အမြင့်ဆုံးတစ်ခုံအနှိမ့်ဆုံးတစ်ခုံဆိုတာမရှိဘူး။အဲ့တော့အဲ့လိုပဲ round လဲနေတာဖြစ်တဲ့အတွက်အမြင့်ဆုံးကီးအနှိမ့်ဆုံးကီးဆိုတာမရှိဘူး။ကိုဆိုတဲ့တချင်းနဲ့ကိုနဲ့ကြိုက်တဲ့ကီးဆိုတာကိုရှာပေးရမယ်။ကိုနဲ့တင့်တော်တဲ့ကီးကို pick up လုပ်တတ်ဖို့ပဲအရေးကြီးတာဖြစ်တယ်။ကဲလို့ဒီဗီဒီယိုကိုအတွက်အကျိုးရှိတယ်ဆိုလို့ရှိရင် comment မှာ no keys လို့ရေးလာခဲ့ပေးပါတချို့အနှိမ့်ဆုံးကီးကိုရှာပေးပါအမြင့်ဆုံးကီးကိုရှာပေးပါကီးရှာမတတ်သေးတဲ့တငယ်ချင်းတွေသိရအောင်လဲတွားပြီး share ထားပေးလိုက်ဆိုပိုင်းနဲ့ပတ်သက်ပြီးဒီထက်ထပ်ပြီးအသေးစိတ်သင်ယူခြင်းတဲ့သူတွေအတွက် Harry ကိုယ်တိုင်ကူညီပြီးဖွင့်ထားပေးတဲ့ Master Singer Class ဒီ class ထဲမှာလာဆောင်လို့ရတယ်သင်တန်းကြီးအပြည့်က4,500ကျပ်ဖြစ်ပါတယ်ဒီ video screenshot လုပ်ပြီးတော့မှလာအပ်တဲ့နောက်ထပ်9ဦးအတွက်ကိုအထူးကြီး3,300ကျပ်နဲ့ရရှိသွားပါမယ်အဆိုပိုင်းမှာ Master တူဖြစ်ဖို့အတွက် Master Singer Class မှာစုံကြမယ်